ဟုတ်မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ဒေါက်တာချက်ကြီး channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုတစ်ခါတင်ဆက်ပေးမှာကတော့ကရင်မလေး16နှစ်ရွယ်ကရင်မလေးရဲ့ပထမဆုံးချိန်ပါကင်ဖောက်ခံရတဲ့ဗီဒီယိုရုပ်သံလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာအခုတင်ဆက်ပေးနေတာကတော့ကျွန်တော်တို့ရဲ့ဒေါက်တာချက်ကြီး channel ကနေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာကရင်မလေးရဲ့ပါကင်ဖောက်ခံရတဲ့အတွေ့အကြုံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျာဆက်လက်ကြည့်ရှုနားဆင်အားပေးသွားကြပါဦးခင်ဗျာ မပြောချက်တွေမိုက်တယ်မကီမအပြောတစ်ခုပဲမိုက်တာမဟုတ်ဘူးเนาะမကီမအကုန်မိုက်တာเนาะခန္ဓာကိုယ်အစိတ်အပိုင်းကအစအကုန်လုံးမိုက်တာညီဘူးတဲ့ယောက်ျားလေးတွေတိုင်းသိတယ်မကီမဘလို့မိုက်ရဲ့ဘလို့တိတ်လဲဆိုတော့ဗောနော်မိုက်တယ်ဆိုတာလူမိုက်ကိုပြောတာမဟုတ်ဘူးเนาะခန္ဓာကိုယ်ပေါ်ကအချုံအစားတွေ body အရင်မိုက်တယ်လို့ပြောတာဗောနော်မိုက်တာမမိုက်လဲဆိုတော့ဗောနော်အများဖြစ်မိန်းကလေးရเนาะအဖောက်ကြီးလေးလေးယောက်ျားလေးတွေဆွဲဆောင်မှုကောင်းလေးလေးပဲเนาะအဲ့ဒါတော့လောက်ဘူးတဲ့ယောက်ျားလေးတွေပဲသိမှာပေါ့နော်အဖောက်ကြောင်နားလေတဲ့ယောက်ျားလေးတွေပဲသိမယ်အဖောက်ကြောင်နားမလဲမသိဘူးကတော့ဘယ်လိုပြောမလဲဆိုတော့မိန်းကလေးဆိုတာလေအဖောက်ကြီးလေးလေးဆွဲဆောင်မှုရှိလေးလေးပဲနော်ဒါပေမဲ့မိန်းကလေးအများစုကအဖောက်ကြီးရတနာကြီးတယ်နော်တချို့ယောက်ျားနဲ့တချို့မိန်းကလေးတွေလည်းဖောက်ပြန်သွားတာလည်းမဆန်းဘူးပေါ့နော်ဘာဖြစ်လဲဆိုတော့တချို့ယောက်ျားလေးတွေလည်းနော်မကီမပြောထားရမယ်နော်ပါလေမိန်းကလေးရဲ့တနာစိတ်မိန်းကလေးကဘလို့မောက်ပြီးကြိုက်လဲဘလို့စတိုင်ကြိုက်လဲဆိုတာပေါ့နော်သိရမလားတချို့ယောက်ျားလေးတွေဆိုပေါ့နော်လောက်မတက်ဘူးအကွက်စုံလောက်မတက်ဘူးတဲ့ပက်လက်လန်လောက်တခါတည်းကျဖိကုန်းကွက်ပေါ့ကွက်ဒီခုခေတ်မှာကလေးကြတော့ဖိကုန်းကွက်လောက်တာများတယ်ဘာဖြစ်လို့ဖိကုန်းကွက်မောက်တာများလဲဆိုတော့အရင်ခေတ်လို့ပက်လက်လန်မကြိုက်တော့ဘူးဘာဖြစ်လို့ဖိကုန်းကွက်လောက်တာဖိကုန်းကွက်လောက်ရတာကြာတယ်တဲ့တချို့ယောက်ျားလေးတွေကကြာတာပြောတယ်တချို့ယောက်ျားလေးတွေကတော့ခဏလေးပြီးတချို့ယောက်ျားလေးတွေကတော့ဖိကုန်းကွက်မကြိုက်ဘူးဖိကုန်းနဲ့ကွက်မကြိုက်တဲ့ယောက်ျားလေးဆိုနော်အဲ့ဒါတနာမကြီးဘူးတနာမကြီးရင်ငါတို့မိန်းကလေးရပါတော့အခုခေတ်မိန်းကလေးရပါတော့တနာကြီးရဲ့ယောက်ျားတွေပဲကြိုက်ရင်တော့တနာမကြီးဘူးသူမအားရရအဖောက်မခံဘူးနော်အများဖြစ်မိန်းကလေးကတော့တနာတော့ယောက်ျားလေးထက်ကြီးကိုကြီးရမယ်နေတော့ယောက်ျားလေးတနာကြီးတာတော့ခဏလေးပဲနော်ငါတို့မိန်းကလေးကတနာကြီးရဲ့ကြောင်လိုမျိုးပဲနော်ကြောင်မမိတ်လို့ချင်းတွေ့ဘူးတဲ့ဟောက်ကြောင်မတွေမိတ်လို့ချင်းလို့ရှိရင်ငွဲအော်တာများငွဲအောင်လားဘယ်လိုလဲမသိဘူးခလေးလေးငိုတဲ့လိုမျိုးပဲအေးတို့မိန်းကလေးလည်းအဲ့လိုမျိုးပဲကြောင်မလိုမျိုးပဲနော်ငါတို့လည်းရားလာလို့ရှိရင်လက်ညိုလည်းမလောက်တလို့တပုတ်တန်လည်းမလောက်တော့တပုတ်တန်လည်းမပြောတော့ကွာအမပြောစရာတခုရှိတယ်မိန်းကလေးတွေအပြိုဘောက်ဝေကစားဆိုရလို့ပေါ့နော်အသက်73 74နှစ်နဲ့တဏှာရှိလာပြီပေါ့နော်တဏှာရှိလာပြီနော်မခင်မဆိုဟိုအပြိုဘောင်ဝေတော့မှာပေါ့ကွာအပြိုဘောင်ဝေပြီးတော့ကြာဒီလာပေါ့ကွာဒါယောက်ျားလို့ချင်တယ်လားမသိဘူးနော်အေးရားတယ်များလေးဘယ်လိုရားမှန်းတော့မသိဘူးမခင်မဆိုလေမသိဘူးပေါ့ကွာဆဆကြီးကတော့မသိဘူးမတိတော့မကေမအဖောက်လေပွက်လေးပဲနော်ယုံချင်းမယုံချင်းနေမကေမထဲမဟုတ်မိန်းကလေးတွေအကုန်လုံးပဲအဲ့ဒါသူတို့ပြောမရဲဘူးနော်သူတို့လက်ညိုးနဲ့ကစားမယ်လက်ညိုးမကစားရတခွာတီးတော့ဒန်းတလို့ရိုးတော့တပုတ်တန်လို့ပြန်ကစားတယ်နော်မိန်းကလေးတိုင်းပဲနော်အယောက်တရမှာတယောက်ရှိချင်မှရှိမယ်နော်အယောက်တရမှာပေါ့ကွာကိုအဖောက်ကိုမပြန်ကစားတာတယောက်နဲ့ယောက်အဲ့လောက်ပဲရှိချင်ရှိတော့မှာပေါ့နော်အများအားစုကတော့အပြိုပေါင်ဝေပြီးဆိုရပေါ့နော်အဖောက်ကတော့လောက်ချင်တာဘလို့နေရမှန်းတော့မသိမကီမတော့လက်ညိုးနဲ့အတော့မထိုးတပုတ်တာလေတပုတ်တော့တိုက်တပုတ်တာအယိုးနဲ့လေမကီမပြန်ကစားတယ်လေအေးပြန်ကစားများကောင်းနေတာပဲတလပဲရှိသေးတယ်ကိုရေးစားလူပြိုကြီးနဲ့မကီမပါကီဖောက်လိုက်တာပါကီဖောက်တော့ဆိုနာတာများလေးသေးတော့မပေါက်နိုင်ဘူးဟဲ့ကြာလာတော့လေမကီမနေ့တိုင်းပဲလောက်ချင်တယ်မကီမရေးစားဟာလူပြိုကြီးဖုန်ကြီးကိုတော့တယောက်လို့ပေါ့နော်အဲ့လိုပြောကြည့်မကေမခဏအဲ့အောက်မှာတချောင်းနဲ့တခေါ်နဲ့အဲ့မကေမတော့ခေတော့ဖုံးမရှိဘူးနော်မကေမတော့ခေရတဲ့ဖုံးမရှိမကေမနေ့တိုင်းသွားနေတယ်သူခမရလဲလီထိုက်နာတော့ဖြစ်မှာပေါ့နော်နောက်မကေမဆိုပြနေ့တိုင်းလာနေတယ်နေမဝဘူးလားတဲ့ကိုကအရေးရပါကေဖောက်ကစားဆိုတော့ကိုအပြူပေါင်းဝင်စားဆိုတော့တနာအရန်ကြီးတယ်လေမကေမဆိုပြေးနေပြရသည်တလပဲလာသေးတယ်နော်ပါကေဖောက်လိုက်တာအဲ့လောက်ထိပြေးလာမပြေးလာအဲ့ဒါကြောင့်မကီမတအားမိုက်တာမမိုက်တာဆိုမကီမတခါပဲပါကီဖောက်တော့ပါကီဖောက်တော့ဆိုနာတာများငိုတာများလေနော်3က4ကလောက်ရှိရမကီမနေ့တိုင်းမကီမရေးစားဟောက်လူပြိုကြီးကိုလေအဲ့အောက်မှာတော့စောက်နေနေ့တိုင်းပဲတော့ခေါ်နေမကီမဆိုမကီမရေးစားအကိုပဲခေါ်တယ်အကိုသူ့အမေကတော့ပြောတယ်
ဒီကလေးမနေ့တိုင်းကအဲ့အောက်မှာလာနေဘာလာတော့သူ့မေကပဲတိမလဲသူများသူ့တောင်နေ့တိုင်းပဲလာခေါ်သူ့မေပဲတိမလဲမကီမတနာကြီးမကြီးပဲအိုးအကြီးရဆိုလေအဲ့ဒါတကယ်ပဲနော်မြေတို့ယုံရင်မယုံမယ်မကီမတော့ဒါတော့အများကြီးပဲကျင်သေးတယ်ပြောမဲ့စကားလုံးတွေလေဘာကြားရှင်နဲ့ကြားရှင်ကောမချမလာမကီမအကြီးတော့ဘလို့ဆိုးခဲ့တယ်ဆိုတော့မကီမပြောမယ်မကီမပြောတော့မကီမတနာကြီးရမကြလီမရှိနေမနိုင်နဲ့ဒါတကယ်ပဲအဲ့ဒါကြောင့်မကီမလီတူဆောင်ထားရတာလီတူလည်းမကောင်းပြောမဆိုကောင်းတော့မကောင်းပါဘူးလီစေရတော့ဘာလို့မဆိုမမောပါတယ်နော်လီတူတော့ရပွားတယ်ပြန်လို့မင်္ဂလာပါမကီမဟိုညတော့ချီတော့နားတယ်နော်ဒီခုကဟိုအဖောက်ကပြန်နာနေတယ်ဘလို့လောက်ကောင်းမှမသိဘူးနော်ဒီညတော့ဒီပေါက်ချီပါနိုင်ပါမှမသိဘူးဟိုနေ့ကလည်းမကီမပြောမကီမတိတော့ဆော့တယ်တိတော့ဆော့တော့ချန်ကြော်တာလေချန်ကြော်တော့ချီထောက်ထိတယ်ချီထောက်နာတာဟုတ်အခုကချီထောက်မနာတော့ဟိုပေါင်ကြားနေပြန်နာနေတယ်ဟိုကမကီမရေချိုးတော့နော်ရေချိုးတော့လေတီးပေါက်တာဟုတ်ကြောနော်တီးပေါက်တာပေါက်လို့မထွက်ဘူးဒီခုကချီထောက်မနာတော့ဟိုပေါင်ကြားနဲ့ဟိုအဲ့အဝမနာနေတယ်နောက်နေ့ဆိုတော့ဖေပေါက်နာမှာမသိဘူးတမျိုးပြီးတမျိုးနော်တစ်တော့ဆိုဂျိုအဲ့ဒါတစ်တော့ရိုက်တာဆယ်လီဖြည့်ချင်လို့သူများရိုက်ပါတယ်ဆိုမှပဲဆယ်လီမဖြည့်ပဲနဲ့ပေါင်ကကျိုးတယ်ကြည့်ရတာပေါင်ကကျိုးတာမဟုတ်တကြီးလွဲသွားတာပေါင်လည်းတကြီးလွဲတာမဟုတ်အခုကလေဟိုးပေါင်ကြားနဲ့ပြန်နာတယ်နာတာပေါင်ကြားနာတာလမ်းတော့ခြီတော့เนี่ยခြေတော့နာလမ်းဆောက်နိုင်တယ်ဒီခုပေါင်ကြားနာလမ်းလည်းမရှောက်နိုင်ဘူးသေးလည်းမပေါက်နိုင်ဘူးခုနကတော့ဒီပေါက်ကြည့်ရတဲ့စက်တာများလေးတကယ်ကိုပါကီစားဖောက်တော့ဒီပေါက်နေတယ်လို့မျိုးအဲ့လိုမျိုးပဲဆက်တယ်ပြောရအသက်တော့အောက်ရတယ်နာကျင်လာတာနော်ဟိုပေါင်ကြားနဲ့နာတယ်တမျိုးပြီးတမျိုးပဲဆယ်လီမဖြစ်တဲ့အပြေအဖောက်ပါပြေဆိုတာဒါပဲဘသူမှမကြည့်နဲ့မကီမကြည့်တိတော့ဆော့တာနော်သူများပတ်စံလဲရတယ်ဆယ်လီလဲဖြစ်တယ်ဒီမှာဆယ်လီမဖြစ်တဲ့အပြေအဖောက်ပါပြေဆိုတာမကီမပြောတာအဖောက်မှာမဲ့ပါတယ်မကီမကိုပြောတာနော်အဲ့ဒါမကီမသိပြီမနေ့ကကြာဖီပေါင်းနာမှာမသိဘူးဒီမပေါက်နိုင်တာတော့အောက်ပြီးတော့ပေါက်လို့ရသေးတယ်ဟိုချီတစ်ခုကတော့အောက်လို့မရဘူးမကီမတကယ်ပြောတာဘယ်လောက်ပဲတီးပေါက်ချင်းနော်ပေါက်လို့ရတယ်ဟိုချီတခုကပါချင်းလို့စီအောက်လို့မရချက်ချင်းပါရတာဒီခုကမနေ့ပြန်ကြအဖီမှာပြန်နိုင်တော့ဘလို့ပါရမှန်းတော့မသိတော့အမအသက်တော့အိမ်သားနဲ့မှထွက်အိမ်သားနဲ့မှမထွက်တော့ဘလို့လောက်ရမှန်းတော့မသိတော့နော်ပြောရင်နဲ့ရင်တော့လေးနေပြီအခုနော်စောချင်တိတော့ဖြည့်ချင်တိတော့ဆယ်လီနော်တိတော့ဆော့ရလဲကြားနေပြီဆယ်လီမဖြည့်တဲ့အပြေကြားလေအဖောက်ပါပြဲဆိုတာမကီမဝဲပြောတာအဖောက်ပြဲတာတော့ဟုတ်ပါပြီအဖောက်မှာတော့မဲ့တလုံးကတော့ပါသေးမဲအကေလို့ဖက်စီကရောက်သွားခဲ့ပြီပေါ့နော်စီကရောက်သွားအဲ့ဖောက်သူများချုပ်ပြီးကြည့်ပြီးလို့ဆိုသူများပြောမယ်ဟဲ့ဒီကြီးမဖောက်မှာမဲ့ပါတယ်ဆိုပြီးတော့စောက်ဆက်အကွဲပဲအဲ့ဒါနော်အေးပြောကြိုက်လာတယ်တကယ်ကြိုက်လာတယ်အပေါက်ကြားရတယ်အဲ့ပေါက်ဝတကယ်ကြိုက်လာတယ်ဒီကွချီတောင်းမနာတော့ဟိုအပေါက်ဝနဲ့ပြန်နာတယ်ငါဒီညသေးဘလို့ပေါက်ရတော့မလဲငါစိတ်ညစ်အေးနာလာပြီအေးchannel ကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ပြီးအားပေးသွားကြပါ like and share လေးလည်းလုပ်ပေးသွားကြပါဦးခင်ဗျာနောက်ဒီနေ့ဒီဗီဒီယိုဖိုင်လေးကိုလည်းအမြဲကြည့်နိုင်ဖို့ပြီးတော့ခေါင်းလောင်းလေးကိုnotification bell လေးကိုလည်းတောင်းတနေအောင်ချက်လောက်တော့ကြည့်ပေးသွားကြပါဦးခင်ဗျာအားလုံးလည်းကျေးဇူးအထူးတင်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူဒေါက်တာချက်ကြီးပဲဖြစ်ပါတယ်ခင်ဗျာ